တိတ်ပါငါသားရဲ့နှုတ်ဆိုတော့ဒါနော်ဒါမဆိုလို့ရှင်ဟိုမှာကြည့်နေလူကိုတိုက်လိုက်မှာနော်ဆိုတာနှုတ်ဆိုနော်မဆိုဟိုရှက်ကြည့်နေလူကိုတိုက်လိုက်မှာနော်ညီမစုလေးချပါမယ်နင်းမြန်ချနော်အခုစောင့်နေတာကြာပြီဟိုသွားဆက်ရှိသေးတယ်မဘာလဲမောင်လေးမကောင်းလေးရှိလားဗျရှိဘူးတဲ့ခုတော့အိမ်အောင်ကျသွားပြီတူပါပဲဗျာတော့စိတ်မကောင်းပါဘူးမတော်တော်နာကြရမှာပဲနော်ဘာလို့နာကြရမှာလဲငါနဲ့ပဲအိမ်အောင်ကျတာလေဟဲ့နင့်တဲ့နေမှုေးနေရပဲမနေ့ကဝတ်သားတို့ဆိုင်မှာနင်အစဲခံရလို့ဆိုအေးဟာပတ်စံရှင်းမလို့ကျွန်တော်ဒုတ်လေးစစ်ပေးလို့ရမလားလို့ပြောလိုက်မိတာအဆဲခံလိုက်ရတယ်ဟဲ့နေစမ်းမအောင်နင်ကဘလို့ပုံစံမျိုးနဲ့သွားမေးလိုက်လို့လဲပေါင်ကြားထဲမှာကင်ထားတဲ့ဒုတ်ကိုလက်ညှိုးထိုးပြီးပြောလိုက်မိတာပါဟာကိုတို့အိမ်မှာအကိုအုပ်ချုပ်လားအကိုမမအုပ်ချုပ်တာလားယောက်ျားတော်အုပ်ချုပ်တာလို့ပြောလိုက်ဟဲ့ပြောလေကျွန်တော်အုပ်ချုပ်တာ